မင်္ဂလာပါ Promise Double H ကနေပြီးတော့ကြိုဆိုပါရစေဒီဗီဒီယိုလေးရဲ့ခေါင်းစဉ်ကတော့ every 11 minutes 7 minute time ဖြစ်ပါတယ်7 minute ရောက်တိုင်းမှာကဘာပေါ်မှာရှိတဲ့လူတူကမိမိကိုယ်ကိုမိမိအဆုံးစီရင်နေပါတယ်တစ်ဖက်မှာကတော့တချို့လူတွေကပြောကြတယ်စက်ကိုတွေးပါကတဲ့ကိုချစ်တဲ့သူကိုချစ်တဲ့အကြောင်းစာပို့ပါတဲ့ English လိုကတော့ you are the one I'm wishing for လို့ပြောပါတယ်စက်နဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကိုတချို့လူတွေကကံကောင်းသောအချိန်ဒါမှမဟုတ်ချစ်ချင်းမြတ်တာကိုပေါ်ပြသောအချိန်ဟုပြောကြပါတယ်။ဝန်ထမ်းကြီးကောင်းတာကလေ့လာမှုတွေအရအချိန်7မိနစ်ရောက်တိုင်းမှာလူတို့မိမိကိုယ်မိမိအဆုံးစီရင်မှုကြောင့်အသက်ဆုံးရှုံးနေသည်ဟုသိရှိရပါတယ်။ရေမွေးရအဖြစ်မိမိကိုယ်ကိုအဆုံးစီရင်ခြင်း suicide မိမိကိုယ်ကိုအဆုံးစီရင်ရန်လှုံ့ဆော်ခြင်း suicidal attempt မိမိကိုယ်ကိုအဆုံးစီရင်ရန်တွေးတောခြင်း suicidal ideation ဟု၍သုံးမျိုးရှိပါတယ်။ယနေ့ခေတ်မှာမိမိကိုယ်မိမိအဆုံးစီရင်မှုတွေပိုများလာတာကိုတွေ့ရပါတယ်။2022ကလေ့လာမှုတစ်ခုမှာလူ4900ကမိမိကိုယ်မိမိအဆုံးစီရင်နေတယ်။ဘာဖြစ်လို့လူတွေကမိမိကိုယ်မိမိအဆုံးစီရင်ကြတာလဲ။အကြောင်းရင်းကတော့ဆိုးရွားစွာစိတ်ဓာတ်ကျနေခြင်းကြောင့်ဖြစ်ပါတယ်။ဆိုးရွားစွာစိတ်ဓာတ်ကျတဲ့လူတွေမှာဆိုရင်မျောလင့်ချက်ကင်းမဲ့ခြင်းစိတ်မငြိမ်မသက်ဖြစ်ခြင်းစိတ်ကျေနပ်မှုမရှိတော့ခြင်းအာရုံစူးစိုက်ရန်နဲ့အိပ်စက်ရန်ခက်ခဲခြင်းနောက်ဆုံးသိဆုံးရန်တွေ့တော့ခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရှိရပါတယ်။ဆိုတော့လောကကြီးထဲမှာဘယ်ဟာတွေကကျွန်တော်တို့ကိုဆူရစွာစိတ်ဓာတ်ကျစေတာလဲ။ပထမတစ်ခုကတော့ traumatic event စိတ်တရားဖြစ်စေတဲ့အဖြစ်အပျက်တွေနဲ့ကြုံရတဲ့အခါမှာဆူရစွာစိတ်ဓာတ်ကျတတ်ပါတယ်။ဥပမာအားဖြင့် abuse လုပ်ခံရတဲ့အချိန်ဆုံးရှုံးမှုတွေကြုံရတဲ့အချိန်မခံမရနိုင်အောင်စိတ်ပီးစီးမှုတွေကြုံရတဲ့အခါမှာဆိုရင်ဆူရစွာစိတ်ဓာတ်ကျတတ်ပါတယ်။ထူးခြားတစ်ခုကတော့လူမှုရေးဆိုင်ရာပြဿနာတွေဖြစ်တဲ့စိတ်ပီးစီးစေတဲ့ဘဝအခြေအနေတွေပြစ်ပယ်ခံရတဲ့အချိန်တွေကုညီမဲ့သူမရှိတဲ့အချိန်နောက်ဆုံးစီးပွားရေးအဆင်မပြေတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့တွေကဆိုးရွားစွာစိတ်ဓာတ်ကျတတ်ပါတယ်။အခြားအကြောင်းအရာတွေကတော့ခန္ဓာကိုယ်နေမကောင်းဖြစ်ခြင်းမူရင်းဆွေတုံဆွဲခြင်းတချို့သောဆေးတွေကိုတောက်တုံးနေခြင်းနောက်ပြီးနာတာရှင်နာခြင်းမှုကိုခံစားနေရတဲ့အချိန်တွေကလည်းကျွန်တော်တို့ကိုဆိုးရွားစွာစိတ်ဓာတ်ကျစေတတ်ပါတယ်။ဆိုးရွားစွာစိတ်ဓာတ်မကျအောင်ကာကွယ်လို့ရပါသလား။စိတ်ပီးစီးမှုကနေအစားပြုတာဖြစ်တဲ့အတွက်ကြောင့်စိတ်ပီးစီးမှုဟာတန်နိုင်သမျှလျှော့ချမိဆိုပါကစိတ်ဓာတ်ကျတာတွေကိုလျှော့ပါအောင်လုပ်နိုင်ပါတယ်။ပထမဆုံးတစ်ခုကတော့စိတ်ပီးစီးမှုကိုလျှော့ချပြီးခန္ဓာရည်ကိုတည်ဆောက်ပါမယ်။စိတ်ပီးစီးမှုလျှော့ချလို့တင်နည်းကတော့ mindfulness, meditation, yoga နဲ့ deep breathing exercise တို့ပဲဖြစ်ပါတယ်။ self care ကတို့မိမိကိုယ်မိမိပြုဆိုင်ခြင်းအားလည်းမဖြစ်မနေလုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ social support မိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့အတူတူရှိခြင်းအားလည်းပဲစိတ်ပီးစီးမှုကိုလျှော့ချစေတဲ့အရာဖြစ်တယ်။ခန္ဓာရည်တည်ဆောက်ခြင်းကလည်းအင်မတန်အရေးကြီးပါတယ်။ထို့အပြင်ကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့ရန်လည်းအရေးကြီးပါတယ်။တက်ရှင်လက်ဆက်တဲ့အစားအသောက်တွေကိုစားသုံးခြင်း၊လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊အေးရောအချင်းကကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းရန်ရောက်ပါတယ်။အကယ်၍ကိုကစိတ်ဖိစီးမှုကိုကိုနည်းကိုဟန်ဘယ်လိုနည်းနဲ့မှလျှော့ချလို့မရတော့ပါက professional အကူအညီကိုရယူဖို့လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ကိုချစ်တဲ့သူတွေနဲ့အဆက်အသွယ်ပြရှိပါအတိတ်ပဲရှိပြီးမိမိကိုပျော်ရွှင်စေတဲ့အရာတွေကိုလှုပ်ဆောင်ပါအကယ်၍ကိုကမလုပ်နိုင်ဘူးဆိုရင် no မလုပ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောဖို့ရန်အတွက်ဝန်မလေးပါနဲ့ sharing is caring ဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍ဒီဗီဒီယိုလေးကိုနှစ်သက်ပါက like and share လုပ်လို့ရပါတယ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့